ဈေးရန်ကြီးတဲ့ product တွေ service တွေရောင်းနေတဲ့ business owner တိုင်းအတွက်ကိုယ်ဝန်ထမ်းရဲ့ကိုယ်နှုတ်အမူအရာဆိုတာဒီကိုယ်ဆိုင်ရဲ့ရောင်းအားတစ်ခုကိုဘယ်လိုပုံစံမျိုးနဲ့တက်ရောက်မှုရှိလဲဆိုတာလေးကိုဆွေးမြတ်ရဲ့22နှစ်တာ experience အရာဆွေးမြတ်စီကဝန်ထမ်းတွေကိုဘယ်လိုပုံစံမျိုးနဲ့ professional service ပေးနိုင်အောင်သင်ကြားပေးခဲ့လဲဆိုတာလေးကို sharing လေးလုပ်ပေးခြင်းပါတယ်ကျွန်မကတော့ business coach and luxury property consultant ဆွေးမြတ်ဟီတီဖြစ်ပါတယ်ရှင်ဆွေးမြတ်ဖွင့်လှစ်ခဲ့တဲ့ Ginger Beauty Land ဆိုတာလှကျင်တဲ့အမျိုးသမီးတွေပိန်ကျင်တဲ့အမျိုးသမီးတွေမျက်နှာအသားရည်နုပြိုတင်းရင်ကျင်တဲ့အမျိုးသမီးတွေနဲ့ aseptic clinic တွေ anti-aging slimming center တွေဖွင့်ကျင်တဲ့ business owner တွေကို service ပေးရတဲ့အလုပ်ဖြစ်တဲ့အတွက် customer နဲ့ဓာတ်ရိုက်ထိတွေ့ပြောဆိုဆက်ဆံရတဲ့ဝန်ထမ်းတိုင်းရဲ့ကိုနှုတ်အမူအရာဝတ်စားစင်ရင်ပုံပြောဆိုဆက်ဆံပုံဝန်ဆောင်မှုပေးပုံအဲ့ဒါတွေဒီအများကြီးကိုတာသွားပြီးတော့အရေးပါပါတယ်ဥပမာဆွေးမြတ်တို့ Ginger Beauty Land မှာဆိုလို့ရှိရင် facial lifting လုပ်ချင်လို့ပဲဖြစ်ဖြစ် facial treatment လုပ်ချင်လို့ပဲဖြစ်ဖြစ်အစီချချင်လို့ပဲဖြစ်ဖြစ် customer တွေအများစုကမလုပ်ခင်မှာအရင်ဆုံးလာပြီးတော့စုံစမ်းလေးရှိကြပါတယ်အဲ့လိုလာပြီးတော့စုံစမ်းပြီဆိုလို့ရှိရင်လည်းဆွေးမြတ်ကကိုယ့်စီကဝန်ထမ်းတွေကိုအကုန်လုံးစုပြုံပြီးတော့ထွက်ပြီးတော့ customer တယောက်ဝင်လာတဲ့ဟာမှာအကုန်လုံးကဝိုင်းအောင်ထိုင်ပြီးတော့ဖြေပြီးတော့တယောက်တစ်ပေါက်နဲ့ဟိုလူစကားနားထောင်အောင်လို့ဒီလူစကားနားထောင်အောင်လို့အဲ့လိုပုံစံမျိုးတယောက်တစ်ပေါက်နဲ့ဝိုင်းပြောတာမျိုးကအစလုံးဝမဖြစ်စေဘဲနဲ့ customer တယောက်ဝင်လာပြီဆိုလို့ရှိရင်အမရေမင်္ဂလာပါအမထိုင်ပါအောင်ရှင်အမဘာလေးသိချင်ပါလဲရှင်ညီမတို့ဘာလေးကူညီပေးရပါမလဲရှင်အဲ့လိုပုံစံမျိုးနဲ့ကိုနှုတ်အမူအရာအစကိုတည်တည်ချာချာသင်ထားပါတယ်နောက်တစ်ခုကကျတော့ customer တယောက်ဝင်လာပြီဆိုလို့ရှိရင်ကိုယ့်စီကဝန်ထမ်းတွေအကုန်လုံးကဝိုင်းထိုင်ပြီးတော့တယောက်တစ်ပေါက်နဲ့ဝိုင်းဖြေပြီးတော့ဘသူစကားနားထောင်မှန်းမသိကိုကပဲမေးရမလားသူပြောတာနားထောင်မလားဆိုင်ရှင်ကိုပဲခေါ်ခိုင်းရမလားဘသူစကားနားထောင်မှန်းမသိဘဲနဲ့ဖြစ်နေတဲ့ဟာမျိုးဆွေးမြတ်ကလုံးဝအဖြစ်မခံပါဘူးဆွေးမြတ်နဲ့ consulting လုပ်ဖို့အတွက်ကိုတည်တည်ချာချာ appointment ယူပြီးတော့ကြိုချင်းထားတယ်ဆိုလို့ရှိရင်တော့ဆွေးမြတ်ကိုယ်တိုင်ဖြေတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ဆွေးမြတ်စီမှာနှစ်အကြာကြီးအလုပ်လုပ်ခဲ့တဲ့ဝန်ထမ်းတွေကတကယ်ကိုကျွမ်းကျင်ပြီးတော့နားလေတဲ့ဝန်ထမ်းအကြီးပိုင်းတွေကိုပဲဆွေးမြတ်ကဖြေခိုင်းပါတယ်အဲ့လိုဖြေခိုင်းပြီဆိုလို့ရှိရင်လေ customer တယောက်ဝင်လာပြီဆိုတဲ့အခါမှာအဲ့ customer ကိုတေချာရှင်းပြမယ်ဝန်ထမ်းညီမလေးတယောက်ကပဲဒီ customer နားမှာထိုင်စေပါတယ်တခြားလူတွေဆိုလို့ရှိရင်အထက်ကိုအလိုက်တသိနဲ့ဝင်သွားစေပါတယ်နောက်တစ်ခါ customer တယောက်ရဲ့ကားတစ်စီးကိုယ်ဆိုင်ရှိမှလာရက်တယ်ကားပါကင်ထိုးတယ်ကိုယ်ဆိုင်ထဲကိုဝင်လာတယ်ကိုကတကားဖွင့်ပေးတယ်အဲ့လိုမျိုးဖွင့်ပေးပြီဆိုတဲ့အခါကြလို့ရှိရင်လေအဲ့ဒီ customer ရဲ့ဝတ်စားဆင်ရင်ပုံကဥပမာအရန်ချမ်းသာနေလို့ကားကောင်းစားကြီးနဲ့လာပြီးတော့စိန်နေရွှေတွေတကိုယ်လုံးတီးပြီးတော့ဝတ်စားပြီးတော့လာတာပဲဖြစ်ဖြစ်တကယ် business lady လိုမျိုး smart ကြပြီးတော့ဝတ်စားလာတာပဲဖြစ်ဖြစ်ထသွားထလာအိမ်နေရင်ပုံစံမျိုးနဲ့ခရီးသွားဟန်လွယ်သွားရင်လာရင်လည်းဝင်လာတာပဲဖြစ်ဖြစ်ဘလို့ပုံစံမျိုးနဲ့ဝင်လာတာဖြစ်ပါစေခရီးဥချိုပြုတ်ပြီးတော့နှုတ်ဆက်မဲ့ဝန်ထမ်းဆိုတာဒီ customer ရဲ့ဝတ်လာတဲ့ပုံမှန်တဲ့တံကိုအရန်အထင်ကြီးသွားတဲ့ပုံစံတွေအရန်အထင်သေးနေတဲ့ပုံစံတွေအရန်ဆက်စုပြီးတော့စိတ်ဝင်စားနဲ့ဆက်ဆံနေတဲ့ပုံစံတွေအဲဒီလိုပုံစံမျိုးရဲ့ကိုနှုတ်အမူအရာမျိုးကိုလုံးဝမဖြစ်စေရဘဲနဲ့ customer တယောက်ဘလို့ဝတ်စားစီရင်ပုံမျိုးနဲ့မဆိုကိုယ်ဆိုင်ထဲကိုဝင်လာပြီဆိုတာနဲ့တလေးတစားနဲ့တည်တည်ချာချာပြောဆိုဆက်ဆံပြီးတော့ထိုင်ခိုင်းပြီးတော့မှသူသိကျင်လို့မေးလာတဲ့မေးခွန်းလေးတွေအကုန်လုံးကိုတည်တည်ချာချာလေးဖြေခိုင်းပေးလေးရှိပါတယ်နောက်တစ်ခါကိုယ့်စီကဝန်ဆောင်မှုဈေးနှုန်းတွေရဲ့ package ကိုမေးပြီဆိုလို့ရှိရင်လည်းဒီ customer ကသူဝတ်ထားတာထသွားထလာဝတ်ထားတာပဲကိုယ့်စီကဝန်ဆောင်မှုကဈေးကြီးတယ်ကိုယ့်စီက service တွေကိုယ့်စီကမျက်နှာလောက်တာတွေအစီချတာတွေက package တွေကဈေးကြီးတာဖြစ်တဲ့အတွက် तू မလုံနိုင်တော့ပါဘူးဆိုတော့အတန်မျိုးနဲ့မျက်နှာပေးမျိုးနဲ့ဖြစ်ကြက်ဆန်းဖြေလိုက်တာမျိုးပြီးစလွယ်ဖြေလိုက်တာမျိုးဒါဘလောက်တန်ပါဒါဘလောက်ဈေးကြီးပါတယ်ဆိုတော့ပုံစံမျိုးရဲ့ကိုနှုတ်အမူအရာမျိုးနဲ့ဖြေတာမျိုးတွေဆိုလို့ရှိရင်ဆွေးမျက်စီမှာလုံးဝမရပါဘူးတည်တည်ချာချာဒီဟာကဘလို့ပါအမဒါလေးကတော့ဘလို့လေးရှိပါတယ်ဒီဟာလေးကတော့ဘလို့လေးရှိပါတယ်ဥပမာဈေးတက်တာတဲ့ဟာဆိုလို့ရှိရင်လည်းဒါလေးကတော့ညီမတို့10ရက်ဆိုလို့ရှိရင်ဘယ်လောက်ယူပါတယ်ဒီဘက်ကလေးဆိုလို့ရှိရင်တော့တစ်ချိန်ကိုဘလို့ယူပါတယ်အဲ့လိုမျိုးလေးပဲဆွေးမျက်ကသူ့ရဲ့ package ပေါ်မှာမူတည်ပြီးတော့ပဲတလေးတစားလေးနဲ့ဖြေခိုင်းတယ်ဥပမာဈေးပိုကြီးတဲ့ဟာကိုအရန်ရောင်းချင်နေလို့ဈေးသက်သာနေတဲ့ package ကိုမကောင်းပြောပြီးတော့ဒါမတက်နိုင်တဲ့လူတွေလုပ်နေတယ်ဆိုတဲ့ပုံစံမျိုးသုံးနှုံးလိုက်တဲ့အသုံးနှုံးတွေကိုလည်းဆွေးမြက်ကလုံးဝမသုံးနှုံးခိုင်းပါဘူးတချို့ဆိုလို့ရှိရင်ရှိတယ်လှကျင်တာမှန်ပေမဲ့အဲ့ဒါလောက်ပတ်စံမသုံးချင်ဘူးဒါမှမဟုတ်ရင်ကိုယ့်စီကိုအခုမှစလာလို့တာဖြစ်တဲ့အတွက်စမ်းကြည့်ချင်တယ်စမ်းကြည့်ချင်တာဖြစ်တဲ့အတွက်ကိုယ့်စီကအရန်ဈေးကြီးတဲ့ package ကို तू မလုပ်ချင်လဲကိုကအတင်းပြောတာမျိုးမရှိဘူး तू ရွေးချယ်တဲ့ package ကအရန်ဈေး
ကြီးသည်ဖြစ်စေဈေးသက်သာနေသည်ဖြစ်စေကိုကတလေးတစားနဲ့ပဲဆက်ဆံပြီးတော့ကောင်းကောင်းမွန်မွန်ဝန်ဆောင်မှုပေးဖို့ကိုပဲစကားပြောဖို့အမြဲတမ်းသွန်သင်ပေးလိရှိပါတယ်နောက်တစ်ခါ customer တယောက်ယောက်ကိုယ့်စီကဝန်ဆောင်မှုတွေစပြီးတော့လုပ်တော့မယ်ဆိုလို့ရှိရင်လေမရေဒီထဲလေးဝင်ပေးပါရှင်သမီးတို့အခန်းကဒီဘက်ထဲမှာပါရှင်မရေဒါ locker ထဲမှာပါမပစ္စည်းလေးတွေဒီထဲမှာထားခြင်းထားလို့ရပါတယ်တော့လေးကိုမယူသွားလို့ရတယ်ဒါမှမဟုတ်ရင်မ locker ထဲမှာပစ္စည်းမထားခြင်းဘူးမနဲ့တခါတည်းယူသွားခြင်းတယ်ဆိုလို့ရှိရင်လည်းယူသွားလို့ရပါတယ်ရှင်အတန်ကအစကိုဆိုမြတ်ကအတန်ရဲ့တုံးရဲ့လေယူလေသိန်းကအစတငယ်ချင်းပြောနေတဲ့အတန်မျိုးအရက်ပြောနေတဲ့အတန်မျိုးပြီးဆိုလွယ်ပြောနေတဲ့အတန်မျိုးဆွေးမြတ်စီမှာလုံးဝလက်မခံပါဘူးဆွေးမြတ်ဝန်ထမ်းနေဆိုလို့ရှိရင်ဒါဆွေးမြတ်စီမှာတကယ်ကိုတေးသေးချာချာအကုန်လုံးလက်တင်တင်ပြီးတော့စိတ်တိုင်းကြပြီဆိုတော့မှဒါ customer ကိုကင်ခိုင်းလေးရှိရပေါ့နော်အစီချလုပ်ပြီဆိုလို့ရှိရင်အစီချလုပ်တဲ့အခန်းတွေထဲဝင်ရတယ်အစီချလုပ်တဲ့ massage အိတ်စင်တွေပေါ်တက်ရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအမကြီးဒီကလေးလေးပေါ်မှာတက်ပေးပါရှင်အမပတ်စံအိတ်ကလေးကိုသမီးဒီစင်လေးပေါ်မှာတင်လိုက်မယ်နော်အဲ့လိုပုံစံမျိုးပေါ့နော်စကားပြောတဲ့အသုံးနှုန်းအားဆိုဆွေးမြတ်ကတေးသေးချာချာကိုနှုတ်အမူအရာယဉ်ကျေးတဲ့အသုံးနှုန်းဖြစ်အောင်တေချာသင်ပါတယ်ဥမာ customer အိတ်လိုက်ပြီဆိုလို့ရှိရင်လည်းသူ့ကိုအစီချဖို့အတွက်ကိုဥမာအင်ဂျီတွေလှန်ရတော့မယ်ဝတ်ထားတဲ့အဝတ်စားတွေရှော့ရတော့မယ်ဆိုလဲစိုးစိုးဆန်းနဲ့တာဝါကြီးတွေကောက်လှမ်းဆိုထမိန်တွေအဝတ်စားထားတဲ့ဘောင်းမီတွေစကတ်တွေဇက်ခနဲ့ရှော့ချလိုက်တယ်အဲ့လိုမျိုးတွေလုံးဝဆွေးမြတ်ချင်မှာမရဘူးသူ့ကိုခွင့်တောင်းပြီးတော့မှအမရေးသမီးအဝတ်လေးနည်းနည်းလေးရှော့မယ်နော်အမရေးသမီးဘောင်းမီလေးစကတ်လေးနည်းနည်းလေးရှော့မယ်နော်အမအင်ဂျီလေးကိုသမီးအပေါ်လေးနည်းနည်းတင်မယ်နော်အဲ့လိုမျိုးပါစာအုပ်ဆွေးမြတ်ကကိုယ့်စီမှာလုပ်ရမယ့် process တိုင်းကိုတဆင့်ချင်းကို customer ကိုခွင့်တောင်းပြီးတော့မှပဲဆွေးမြတ်ကဆွေးမြတ်ရဲ့ဝန်ထမ်းကလေးတွေကိုကင်စေတယ်ဝန်ဆောင်မှုပေးစေတယ်ပေါ့နော် customer ကို service ပေးနေတဲ့အခါမျိုးမှာလည်းဘေးရကတဲ့မှာလူရှိနေတယ်တခြား customer ကိုတခြားကိုယ့်စီကဝန်ထမ်းတရားရောက်ကလုပ်နေတာရှိတယ်ဆိုလို့ရှိရင်ဟိုဘက်က customer ကိုကင်နေတဲ့ဝန်ထမ်းနဲ့ဒီဘက်က customer ကိုကင်နေတဲ့ဝန်ထမ်းအချင်းချင်းလှမ်းပြီးတော့စကားပြောနေတာတို့ရုပ်ရှင်ကအကြောင်းတွေကိုလှမ်းပြောတာတို့အင်တာနက်ပေါ်ကဘာသတင်းညာသတင်းအကြောင်းပြောတာတို့အဲ့လိုမျိုးအကြောင်းအရာတွေကအစား customer ရှိမှလုံးဝပြောလို့မရပါဘူးနောက်တစ်ခါကိုကအရန်ပင်ပန်းနေတာမျိုးရှိတယ်တခါကြလို့ရှိရင်တနေ့ကုန်ဧည့်သည်ကဇက်တိုက်ကြတဲ့အတွက်တနေ့ကုန် non stop အရန်ပင်ပန်းထားတဲ့နေ့မျိုးတွေရှိတယ်အဲ့လိုပင်ပန်းနေရင်တော့မှ customer ရှိမှပင်ပန်းနေတဲ့ရုံနဲ့လုံးဝနှုံးချိပြီးတော့အဲ့လိုဖြစ်နေတဲ့ပုံစံမျိုးတွေမရပါဘူးဒီမဲ့ကအမြဲတမ်းတင်ပါတယ် customer ဆိုတာကိုယ့်ကိုပတ်စံလာပေးတာပတ်စံလာပေးတဲ့ customer ဖြစ်တဲ့အတွက် customer လာပြီဆိုရင်ကိုယ့်ရဲ့အတန်းအစားပျော်ရွှင်နေတဲ့အတန်းတက်ကြွနေတဲ့အတန်းစေတနာထားပြီးတော့လှုပ်ပေးခြင်းနေတဲ့အတန်းဖြစ်ရမယ်ပေါ့နော်တခါအချင်းချင်းကိုယ့်အချင်းချင်းမှလည်း customer ရဲ့ရှေ့မှာဟိုဘက်ကတင်နဲ့ဒီဘက်ကတင်နဲ့လှမ်းပြီးတော့မျက်ရည်မျက်ခြေပြပြီးပင်ပန်းနေတာတို့ဒါမှမဟုတ်ထမင်းမစားရသေးတာတို့ဗိုက်စာနေရတို့မြန်လုပ်ပြီးထမင်းသွားစားအောင်မယ်တို့အဲ့လိုဟာမျိုးတွေကအစား customer ရှေ့မှာပြောဆိုနေတာတို့ customer မကြားချအောင်ပြောတာတို့ customer အိတ်နေတယ်ထင်ပြီးတော့ပြောနေတာတို့အဲ့ဒီဟာမျိုးတွေကဆွေးမြတ်လုံးဝလက်မခံပါဘူးဆွေးမြတ်စီမှာဆွေးမြတ်ဝန်ထမ်းကလေးတွေဆိုလို့ရှိရင်လုံးဝလုပ်လို့မရပါဘူးတခါ customer မလာခင်ကိုယ့်စီမှာကို appointment ယူထားတဲ့ customer လာတော့မယ်ဆိုတာနဲ့မလာခင်မှာတခါတည်းကြိုးပြီးတော့ယူစရာရှိတဲ့ပစ္စည်းတွေလုပ်စရာရှိတဲ့ပစ္စည်းတွေမီးကြိုးတွေ extension တွေဆေးကွက်တွေအကုန်လုံးကိုတခါတည်းအရန်သင့်ပြင်ထားစေပါတယ် customer လာတော့မှမီးကြိုးထိုးရတာတို့ဆေးကွက်ကမရတာတို့မီးစက်ပြင်ရတာတို့လက်စီမရှိတာတို့အဲ့လိုမျိုး customer ရှေ့ကြတော့မှအကြောင်းပြချက်တွေစင်ကြေတွေအမျိုးမျိုးနဲ့ကိုယ်စီလာတဲ့ customer စိတ်နှောက်ယှက်ဖြစ်နေရတာတို့ကိုယ်ကိုပြန်ပြီးတော့စောင့်ပေးနေရတဲ့ဟာမျိုးတွေဆိုလို့ရှိရင်ဒါဒီ professional စံတယ်လို့ဆွေးမြတ်ကမယူဆပါဘူးအဲ့တော့ကိုဆွေးမြတ်ဝန်ထမ်းကလေးတွေဆိုလို့ရှိရင်ဆွေးမြတ်ကအဲ့လိုဟာတွေကအစားကိုအသေးစိတ်ဒေချာတင်ထားပြီးတော့မှဧည့်သည်ကိုကင်ခွင့်ပေးလေရှိပါတယ်နောက်တစ်ခါလေးကြားလို့ရှိတယ်ဒီဘက်အိတ်စင်မှာအိတ်ပြီးတော့အစီချနေတဲ့ customer လုပ်တဲ့ package ကပုံမှန် package ဟိုဘက်အိတ်စင်မှာလုပ်နေတဲ့ customer ကပို့ပြီးတော့ဈေးကြီးတဲ့ package ဒါမှမဟုတ်ရင်ကိုယ်ဆိုင်မှာရှိသမျှစက်တွေကအကောင်းဆုံးစက်ဈေးအကြီးဆုံးစက်နဲ့ဟိုဘက်က customer လုပ်နေပြီဆိုလို့ရှိရင်ဒီဘက်က customer ကသူလုပ်တဲ့စက်နဲ့ဟိုဘက်က customer လုပ်တဲ့စက်မတူတာကိုသူကသတိထားမိတယ်ဒါပေမဲ့အဲ့ဒီ customer လည်းဝင်လာတဲ့ဟာဒီဆိုင်မှာစက်တွေကအမျိုးမျိုးရှိတယ် package တွေကအမျိုးမျိုးရှိတယ် package တွေအမျိုးမျိုးရှိတဲ့အတွက်ဝန်ဆောင်မှုယူထားတဲ့ service charges ဈေးနှုန်းတွေကလည်းတစ်ခုနဲ့တစ်ခုမတူဘူးဆိုတာအဲ့ customer သိပြီးသားဆိုမဲ့တခါလေကြားလို့ရှိတယ်တချို့ customer ကလုပ်နေတာဆိုပေမဲ့ဟိုဘက်ကစက်နဲ့ဒီဘက်ကစက်နဲ့မတူတဲ့အခါမျိုးကြားလို့ရှိရင်သမီးဟိုဘက်ကအမလုပ်တဲ့ဆက်ကအမဟိုကမထည့်ပေးဘူးလားအမလည်းအစီချတာပဲလေအတူတူပဲအမဟိုကမထည့်ပေးဘူးလားဆိုတာမျိုးကို customer မသိလို့ပဲဖြစ်စေသူနားမလည်လို့ပဲဖြစ်စေမေးတတ်တယ်ပေါ့နော်အဲ့လိုမေးပြီဆိုလို့ရှိရင်တချို့ဆိုင်တွေမှာဆိုရင်ကြုံမှုတယ်ပေါ့နော်တချို့မှာခေါင်းလျှော့ဆိုင်တွေဒီ spa တွေပါဆိုကြုံမှုတယ်ဒါဘလောက်တန်မှသုံးပေးတာဒါဘလောက်တန် package မှာထည့်သုံးပေးတာဆိုပြီးတော့အဲ့လိုမျိုးတွေမေးတဲ့ဟာမျိုးတွေဆိုမြတ်ကြုံမှုတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေအဖြေမတက်တဲ့ဖြေတာမျိုးတွေဆိုမြတ်ခဏကြုံမှုတယ်
အဲ့တော့ကိုဆွေးမြတ်ခက်လေးတွေလို့ရှင်ဆွေးမြတ်ကတင်ထားတယ်အဲ့လိုမျိုးဒီဘက်က customer နဲ့ဟိုဘက်က customer လုပ်တဲ့ package ကဈေးမတူလို့ဒီဘက်ကဈေးပိုနေတဲ့ customer ကမေးလာခဲ့လို့ရှိရင်သမီးတို့ကဘယ်လိုဖြေရမလဲဆိုတော့ဟိုဘက်ကဆက်ကသမီးတို့စီမှာရှိတဲ့နောက်ထပ် package တစ်မျိုးမှာသုံးတဲ့ဆက်ဖြစ်နေလို့ပါရှင်အမလုပ်တဲ့ package ကိုလည်းသမီးအကောင်းဆုံးလုပ်ပေးပါမယ်မနဲ့ယူထားတဲ့ package လေးမတူလို့သုံးတဲ့ဆက်လေးမတူဖြစ်နေတာပါရှင်မဆိုပြီးတော့တန်ဖိုးကြီးတာတန်ဖိုးသေးတာကိုထည့်မပြောဘဲနဲ့သူ့ကိုလည်းတလေးတစားနဲ့ကောင်းကောင်းမွန်မွန်ဖြေတဲ့အဖြေမျိုးလေးနဲ့ပြန်ပြီးတော့ရှင်းပြတတ်ဖို့လည်းဆွေးမြတ်ကသင်ပေးလေးရှိပါတယ်နောက်တစ်ခုကလည်းသူ့ကိုအမယူထားတဲ့ package ပေါ်မှာ10ရက်ဆို10ရက်တိတာတာကြအောင်ညီမအကောင်းဆုံးလုပ်ပေးပါမယ်မစိတ်မပူပါနဲ့ဆိုပြီးတော့သူ့ကိုတန်ဖိုးကြီးတဲ့ဟာပေါ်မှာအကောင်းဆုံးလုပ်ပေးမယ်လို့မမြင်သွားဘဲနဲ့တန်ဖိုးကြီးသည်ဖြစ်စေသေးသည်ဖြစ်စေကိုယ်စီရောက်လာတဲ့ customer တိုင်းကိုအကောင်းဆုံးလုပ်ပေးတယ်စိတ်အရှိဆုံးလုပ်ပေးတယ်ဆိုတဲ့စိတ်ခံစားချက်မျိုးရစေဖို့အတွက်ကိုဆွေးမြတ်ကအဲ့လိုမျိုးအစားကိုအသေးစိတ်ဒီဗီဒီယိုလေးကကိုအတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေးမြတ်ရဲ့ channel လေးကို like and follow လေးလုပ်ထားပေးပါနောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ကြပါမယ်ရှင်